အားလုံးကျွန်တော်ဒီနေကမြတ်မှာဘာကြောက်တတ်ထားလဲဆိုတာသိတယ်။နော်ကျွန်တော်ပြောပြမယ်ဒီကောင်မလေးတွေကြွေစင်းဖို့လည်းမဟုတ်စတိုင်လောက်တာလည်းမဟုတ်ဘာဖြစ်လို့ကျွန်တော်ဒီညာဘက်မျက်လုံးကမျက်စိခွဲထားရလို့ဘာဖြစ်လို့အတွင်းတိမ်ဖြစ်တယ်တဲ့။နောက်ဖြစ်ရင်တော့ကျွန်တော်စေကန်းသွားပြတော့ကျွန်တော်ဒီဘက်မျက်စိကနော်တိမ်ရှိတယ်အတွင်းတိမ်ပေါ့နော်ဒါကြောင့်ခွဲရမယ်။ဘာဖြစ်လို့ခွဲရလဲဆိုတော့အချက်နဲ့ချက်ရှိတယ်သူတို့မေးတာပေါ့နော်ဆရာကနံပါတ်1တစ်ချက်ကတော့ငယ်ငယ်တော့အထိခိုက်ဒဏ်ရာရထားလားတဲ့ဒီမျက်စိကနံပါတ်2တစ်ချက်ကတော့စီးတစ်မျိုးကိုကြာရှည်သုံးဆွဲတာရှိတာ။ကျွန်တော်ပြောစင်းသားတော့နံပါတ်1တစ်ချက်ငယ်ငယ်တော့ကျွန်တော်လောက်မျက်စိနာကျွန်တော်ပဲ။နော်ခဏမျက်စိနာတယ်သူများနဲ့မတူဘူး။နော်နံပါတ်2ကျတော့ကျွန်တော် COVID-19 ဖြစ်တဲ့အတွက်ကြောင့်နော်ဖရနီဆလုံး14လုံးတရက်ကိုပေါ့နော်14လုံး10ရက်ကျော်တောက်ခဲ့ရတယ်နော်အဲ့လိုပြောပြလိုက်တဲ့အတွက်ဆရာကဘာပြောတော့ဖြစ်နိုင်ခြေတော့ရှိတယ်ဘာဖြစ်လို့ကျွန်တော်အသက်နဲ့ဆိုလို့ရှိရင်စောဖြစ်တယ်တဲ့နော်ဒီအတွင်းတရားစောဖြစ်တယ်ဒါကြောင့်ကျွန်တော်စိတ်ထဲမှာကျွန်တော်စောဖြစ်တဲ့ဟာကြတော့အရင်စောမဖြစ်ဘူးစောပြီးတော့မဖြစ်တဲ့ဟာကြတော့စောပြီးဖြစ်တယ်ဆိုပြီးတော့ကိုယ့်ကိုယ်ပြန်တွေးမိတယ်ပေါ့နော်ဟုတ်ပြီဒါကြောင့်မလို့ကျွန်တော်တို့ဒီမျက်စိစက္ခုအလင်းအရန်ပဲအရေးကြီးတယ်ဒါကြောင့်မလို့ကျွန်တော်တို့အရောက်တိုင်းမျက်စိထိခိုက်မှုမရှိအောင်ကျွန်တော်တို့ accident မဖြစ်အောင်ဂရုစိုက်ရမယ်နံပါတ်2အချက်ဖြစ်တဲ့ဆေးကျွန်တော်တို့ယောဂပြလို့ရှိရင်ဆရာဝန်နဲ့တိုင်ပင်မှာဆွေးနွေးပါနော်အဲ့ဒါပြီးတော့မှဆရာဝန်ညွှန်ကြားတဲ့အတိုင်းတိကျတောက်သုံးပါကျွန်တော်တို့ဆေးတစ်မျိုးအကြာကြီးဆွဲသုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အတွက်ကျန်းမာရေးထိခိုက်နိုင်ပါတယ်ဟုတ်ပြီဒါတော့ကျွန်တော်တို့ဖြစ်ပွားရတဲ့အကြောင်းရင်းကိုကျွန်တော်ပြောပြတာပေါ့နောက်ဗီဒီယိုမှာဆိုလို့ရှိရင်ကျွန်တော်ဒီမျက်စိမခွဲခင်เนาะကြိုတင်ပြင်ဆင်ထားရမယ့်အရာတွေကိုဆက်ပြီးတော့ပြောပြပေးသွားမှာပဲဖြစ်ပါလေကျွန်တော် comment မှာတခုရေးပြီးเนาะတတိယတော့ကျွန်တော်စောဖြစ်တဲ့အရာဘာဖြစ်လို့စောမဖြစ်လဲဆိုပြီးကိုเนาะပြန်ထင်မိတဲ့အရာဘာလဲဆိုတာကိုကျွန်တော် comment မှာရေးပေးဖို့မြေတားရက်ခင်ရှင်ပါလေအားလုံးပဲเนาะစိတ်ချမ်းသာကိုကျမ်းမာကြပါစေလို့ဆုတောင်းပေးပါလေ